ခန္ဓာ၅ပါးကိုငါလို့ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လာတော့ဆိုတောကတဲ့ပရိဒေဝဒုက္ခဒေါမနတာဒါတွေဝင်လာတော့တာပဲသိချာငါမှဖြစ်ရလေခြင်းငါဟာမှဖြစ်ရလေခြင်းနဲ့တွားတော့တာပဲလေဘာလို့လဲဆိုသူကငါလို့ထင်ထားတာကိုမျက်စိကိုငါလို့ထင်တယ်အေးမျက်စိပြတ်ဖို့ကြုံလာပြီဆိုလို့ရှိရင်တော့ငါလို့ထင်ထားတဲ့မျက်စိသို့မဟုတ်ငါမျက်စိငါဟာလို့ထင်ထားတယ်မျက်စိဒုက္ခဝေဒနာဖြစ်လာပြီမာရေတွေကကြီးလာပြီဟိုဘက်ထိအောင်ကူးတော့မယ်ဆိုရင်ဘယ်တော့စိုးရိမ်ကြမလဲလူတွေမှာနော်ကူးလို့မရတော့ဘူးဆိုတဲ့လူတွေဘယ်တော့တိုင်ဟိုတောကဖြစ်လိုက်ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုငါလို့ဆွဲလန်းထားလို့ငါဟာလို့ဆိုအစအရေကမျက်စိဆိုတာစက္ခုပ္ပတာရုပ်ပဲဒီဟာသူ့အကြောင်းကြောင့်သူဖြစ်နေတာကံတရားကြောင့်ဖြစ်တယ်ဥဒုတို့စိတ်တို့အာဟာရတို့ကပံ့ပိုးထားတာသူဖြစ်ချိန်တန်လို့ဖြစ်လာတာဖြစ်ချိန်တန်လည်းဖြစ်မှာပဲငါမဟုတ်ဘူးဆိုတဲ့အမြင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ထားမယ်ငါဟာမဟုတ်ဘူးဆိုတဲ့အမြင်ကိုရှင်းရှင်းလင်းလင်းကြီးမြင်ထားမယ်ဝိပဿနာဉာဏ်နဲ့အဲ့ဒါလို့မြင်ထားမယ်ဆိုလို့ရှိရင်တောကတို့ပရိဒေဝတို့ဒုက္ခတို့ဒေါမနတာတို့လာမှာမဟုတ်တော့လာတောင်မှပျော့ပျော့သေးသေးပါပါကလေးပဲလာမှာပေါ့